ကောက်ဈေးတန်တဲ့ဂျပန်ထမင်းဆိုင်ဖြစ်တဲ့မာဆူယာစကြမယ်။ဆိုင်ရဲ့မီနူးလေးပါ။ကိုကဆက်နဲ့မှာတယ်ဆိုလို့ရှိရင်လေထမင်းလိုက်ပွဲကို free ထပ်တောင်းလို့ရတယ်ပေါ့နော်။ကဲဒါလေးကတော့တစ်ကတ်ဝယ်နေရလေးပါအဲ့တစ်ကတ်မှာပါတဲ့နံပါတ်လေးကိုသူတို့ဒီ screen ကနေပြီးတော့ခေါ်ပြီးတယ်ပေါ့နော်ကိုနံပါတ်လေးညာဘက်မှာပေါ်လာပြီးဆိုလို့ရှိရင်ကိုကအဲ့ဒီကောင်တာမှာသွားယူရတာပေါ့နော်ဒီလိုမျိုးလေးပြီးတော့လေပါဆယ်လည်းတော်တော်လေးလာဝဲကြတယ်ဒီနေ့ကဂျားရက်လည်းဖြစ်တယ်ပြီးတော့နေ့လေ12နာရီဆိုတော့နေ့လေသာစားချိန်ဆိုတော့လေလူလေးနည်းနည်းကြာနေတာပေါ့နော်သူတို့တွေလည်းလာစားကြတယ်တော်တော်များများလေးအခုဆိုရင်မှားလာတဲ့အဆက်မီနူးလေးရောက်ပါပြီအဲ့ဆိုင်ရင်ဟင်းဂျိုလေးကိုလည်းရမ်းကြိုက်တယ်လေချပေးရတဲ့ sauce တွေတော်တော်လေးများတာပေါ့နော်အဲ့ဒီ sauce တွေနဲ့တွဲစားလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းတဲ့အတွက်ကြောင့်အမြဲတမ်းအဲ့ဒီ sauce တွေဆန်းဆန်းပြီးစားဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအဲ့ထမင်းကိုအဲ့အမှုန့်လေးဖြူဆိုင်နဲ့အဆက်တက်လေးပါတဲ့အတွက်ကြောင့်ပို့စားကောင်းတယ်ဒီတော့တကယ်တော့လေလူတော်တော်ကြာတော့စောင့်နေရတာဘိုက်ကစားကိုကနောက်ဆုံးမှရောက်လာတာအခုစပြီးတော့ဆွဲပါပြီစားရတော့တိတ်မဆက်လို့အမှုန့်လေးထပ်ပြီးတော့ဖြူလိုက်တာပေါ့နော်ကိုလာဆိုလဲရန်100ပဲပေးရတာပေါ့နော်တော်တော်လေးတန်တယ်ခုကထမင်းလိုက်ပွဲက free ထပ်တောင်းလို့ရတဲ့ခါကျတော့လေကိုထမင်းအရန်စားခြင်းနဲ့နေတို့ဘာရန်စားနေဆိုလို့ရှိရင်ကာတယ်ထပ်ပေါ့နော်ဒီဆိုင်မှာလာစားတာပို့ပြီးတော့တန်တယ်လို့ခံစားရတယ်သူကအဲ့ဒါအကုန်လုံးမှ990ပဲကြာတာပေါ့နော်1000ပေါ့ရန်1000နီးပါပဲကြာတဲ့ခါကျတော့တော်တော်လေးအဆင်ပြေဒီဆိုင်ကလေဒါတော့ထမင်းဒုတိယတစ်ချိန်တောင်းပြီးထပ်စားနေရဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတ်တာ